မင်္ဂလာပါရှင်ဘိုးရရဲ့ link 3အတန်ဖတ်နဲ့မိုက်လေးဖြစ်ပါတယ်မိုင်းနှစ်ခုပါတာဖြစ်တဲ့တော့ကြောင့်မလို့လူနှစ်ဦးတစ်ပြိုင်နက်တည်းအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင် receiver လေးတက်တော့မယ်ဆိုလို့ရှိရင်သူကတိုက်စီ converter လေးပါတယ် jet pin to jet pin နဲ့လည်းတွားလို့ရမှာဖြစ်ပါတယ်နှစ်မျိုးအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင် receiver နဲ့ transmitter ကြားအကွာဝေးရတော့မီတာ300အထိအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင် AI noise cancellation ဖြစ်တဲ့တော့ကြောင့်မလို့ဘေးဘက်ဝင်ခြင်းရဆူညံတန်တွေကို auto ဖျောက်ပေးပြီးတော့မိမိတို့ဖမ်းယူခြင်းတဲ့အတန်ကိုပဲကြီးကြီးလင်းလင်းဖမ်းယူပေးမှာဖြစ်ပါတယ်ရှင်မီးပြအောင်လေးလင်းနေတယ်ဆိုရင်တော့ချိတ်ဆက်မိတာဖြစ်ပါတယ် noise cancellation mode ကတော့မီးစိမ့်အောင်လေးဖြစ်ပါတယ်ရေတန်လေတန်ဆက်တန်လူတန်တွေကိုတိတိကျကျဖယ်ရှားပြီးတော့အတန်ရည်သွေးကောင်းမှုအောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Power clock ကိုတစ်ချက်နှိပ်မယ်ဆိုရင်တော့မီနီလေးလင်းလာပြီးတော့ mute ဖြစ်သွားမှာဖြစ်ပါတယ်။ ရှော့ချပေးတဲ့ noise cancellation dB ကတော့ 15dB ထိရှော့ချပေးမှာဖြစ်ပါတယ်ရှင်။သူကအဆင့်နဲ့စိတ်နဲ့တွားလို့ရပါတယ်။ 40dB ရှော့ကျင်လား 15dB ရှော့ကျင်လားဆိုပြီးတော့နှစ်မျိုးတွားလို့ရမှာဖြစ်ပါတယ်ရှင်။အတန်ဖမ်းတဲ့မုတ်ကိုလည်း၄ဆင့်ချိန်ကြီးလို့ရမှာဖြစ်ပါတယ်။တိုးတိုးလေးပဲဖမ်းကျင်လားကြဲကြဲဖမ်းကျင်လားဆိုပြီးတော့ရွေးချယ်လို့ရပါမယ်။ဘက်ထရီခန့်တဲ့နှုန်းကတော့နာရီ30အကြာခံမှာပဲဖြစ်ပါတယ်ရှင်။ case ရော transmitter လေးတွေရောပေါင်းလို့ရှင်နာရီ30အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်။ဈေးနှုန်းလေးကတော့3သိန်းခွဲကျပ်ဖြစ်ပါတယ်။ Hello မင်္ဂလာပါရှင်။အခုကတော့ဘိုးရ link 3 mic လေးကိုအတန်ဆန်းပြပေးတာဖြစ်ပါတယ်ရှင် noise cancellation မပါသေးပါဘူးရှင်Hello မင်္ဂလာပါရှင်မိတ်ဆွေရဲ့စစ်ကောနမှာကြိုဆိုပါရရှင်အခုကတော့ဘိုးရ link 3 mic လေးကို noise cancellation အတန်ဆန်းပြပေးတာဖြစ်ပါတယ်ရှင်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Xiaomi ပစ္စည်းတနေရာထဲမှာမျိုးစုံရနိုင်တဲ့မိတ်ဆွေရဲ့ SC မှာလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်